Hello ဒီနေ့တော့ Ready နဲ့ပို့လိုက်ဖက်ပြည့်စုံတဲ့ခန်းစားချက်ပွဲကြီးရာတာမနက်အမှကျင်းပနေရဆိုတော့ဘလို့စီစဉ်နေနဲ့ရှိနေလဲဆိုတာဂျင်းနဲ့တူတူသွားကြည့်အောင်အရင်ဆုံး Eat or Dare Challenge မှာကွယ်တရုံးမဆောင်ရဲတာနဲ့ပဲငြိုသီးစိမ့်လေးစားလိုက်ရပါတယ်Ready ကညီမလေးက Ready လေးဖောက်တိုက်လို့သာတော်တော့တယ် Ready ရဲ့ event တွေကိုရောက်လို့ရှိရင်တော့မဖြစ်မနေ photo booth မှာပဲလေးပေးတင်ပါတယ်ပြီးရင်တော့ဘလို့အစားအသောက်မျိုးစုံက Riety နဲ့တွဲဖက်လိုက်မှ Riety ရဲ့ရတာလေးပိုပေါ်လွင်သွားတယ်ပိုပြီးရတာရှိသွားတယ်ဆိုတာကိုအစားအသောက်တစ်မျိုးချင်းစီနဲ့ကြည်စမ်းသပ်ကြည့်ခဲ့ပါတယ်ပွဲထဲမှာရှိနေတဲ့အစားအသောက်တွေကလည်းအားလုံးကြီးအကြိုက်တွေကြီးပဲမာလာရှန်ကောဘဲဆက်အာလူကျော်အကင်ကျော်အဲ့ဒါတွေအားလုံးက Riety နဲ့တွဲလိုက်တော့မှ Riety ရဲ့အရသာလေးပိုထူးခြားပြီးတော့ပိုတောက်လို့ကောင်းသွားတယ်အရန်ရတာရှိတာပဲကြည်အရှိတစ်ခေါက်က Riety နဲ့ပိုလိုက်ဖက်ပြည့်စုံတဲ့ခန်းစားချက်ပွဲကိုတက်ပြီးကြတဲ့ကအစားအစာတွေစားပြရင်တတိတရနဲ့ကို Riety လေးဝယ်ပြီးတောက်ဖြစ်တယ်တကယ်ကိုဘာစားစား Riety နဲ့တွဲဖက်လိုက်လို့ရှိရင် Riety ရဲ့အရသာလေးကပိုပေါ်လွင်ပြီးတော့အရန်ကိုတောက်လို့ကောင်းသွားတယ်အခုဒီပွဲမှာကိုဂျေဘနဘူးတောက်မိမှန်းတော့မသိတော့ဘူး game activity လေးတွေလည်းအများကြီးရှိတာမို့လို့ဂျေ game လေးတွေလည်းဝင်ဆော့ပြခဲ့တယ်ဒီတစ်ခေါက်ကတော့ vlogger မောင်နှမတွေနဲ့ရင်းနှီးနေပြီမို့လို့ပွဲမှာလည်းအတူတူဆော့ခဲ့ရတော့တော်တော်လေးပျော်ခဲ့တယ်အိမ်မှာအစားစားရင်တောက်ဖို့ကိုလည်း Riety လေးတွေထပ်ဝယ်သွားလိုက်ပါသေးတယ် Riety ရဲ့ပွဲလေးတွေကို join ရင်းနဲ့မှပဲ Riety နဲ့ပို့လိုက်ဖက်ပြည့်စုံတဲ့ခန်းစားချက်လို့ဘာလို့ပြောလဲဆိုတာတဖြည်းဖြည်းနားလည်တော့တယ်တကယ်လဲ Riety ကဘယ်အစားအစာနဲ့မဆိုလုံးဝကိုလိုက်ဖက်ညီတာပဲကြည်တော့နောက်ဆိုတစ်ခုခုစားတိုင်း Riety နဲ့ပဲအမြဲတွဲစားဖြစ်တော့မှာပါ